ခုလိုမျိုး meeting link ဒါမှမဟုတ် meeting ID နဲ့ passcode ရပြီဆိုရင် meeting ကစပြီးတော့ join လို့ရပြီပေါ့နော် meeting ID ပေးရဆိုလို့ရှိရင် meeting ID နဲ့ passcode ရိုက်ပြီးဝင်လိုက်ပေါ့နော် application မှာဒါမှမဟုတ် meeting ID ငဲ့မဝင်ဘူးဆိုလဲ link ကိုနှိပ်လိုက်ရင်ရတယ်link ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ open zoom meeting ဆိုတာလေးရှိတယ်အဲ့ဒါလေးတစ်ချက် click ပေးမယ်ပြင်ဒါလေးရတော့ပိတ်လိုက်ပေါ့နော်ပြင်အောက်က join for zone workplace app ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်သူက loading လေးတော့တချို့တစ်ခါကြာရင် loading လေးစောင့်ရတယ်ပေါ့နော်ဒါဆိုရင်မဝင်သေးဘူးဒါလေးပြန်ပေးလိုက်မယ်ဒါလေးကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ပြီးရင် open zoom meeting ဆိုတာလေးပြန်နှိပ်လိုက်မယ်ဒီမှာ loading နည်းနည်းစောင့်ရလိမ့်မယ်ဒါဆိုတော့ meeting ရစပြီးတော့ join လို့ရပြီပေါ့နော်အခုလိုမျိုးလေးပေါ်လာပြီဆိုရင် join ကိုနှိပ်လိုက်ရင် meeting ကစ join လို့ရပါပြီတကယ်လို့ကိုက audio အတန်မထည့်ခြင်းလို့ဆိုလဲ audio ပိတ်ထားလို့ရတယ်ကိုရဲ့မျက်နှာမပြခြင်းဆိုလဲ video ပိတ်ထားလို့ရတယ်ပြီးရင် join နှိပ်လိုက်ရုံပဲဒါမှမဟုတ်ကိုက join မိကံမှာ meeting နဲ့ရောက်ကံမှာ audio ပိတ်လေးရတယ် video ပိတ်လေးရတယ်အဲ့ဒါတော့ပုံမှန်ပဲဟုတ်ပြီအခုလိုမျိုး join ဆိုတာလေးနှိပ်ပြီးတော့အခုလို loading လေးခဏဆောင်မယ်ဒါဆိုရင်တော့ကျွန်တော်တို့က meeting ကိုရောက်သွားပြီပေါ့နော်တကယ်လို့ online class တက်မဲ့သူတွေဆိုလဲဒါကိုယ့်ရဲ့ online class သင်တန်းတွေကိုရောက်သွားပြီပဲဖြစ်ပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ကဒီ screen ပြည့်အောင်ဆိုပြီးတော့အပေါ်သွား maximize လေးနဲ့ share ပြီးတော့ screen share လိုက်မယ် zoom meeting တွေမှာဆိုတော့အောက်ဆုံးကအဲ့ဒီ audio လေးကပိတ်ထားတာများတယ်ပေါ့နော်သူတို့ဘက်ကနေပြီး meeting ပြန်ပြီးစကားပြောခိုင်းတာလို့ဘာလို့မှသာလေ audio လေးဖွင့်တာများတယ်ဒါဆိုတော့တပိတ်ကလေးလောက်လိုက်ဆိုပြောမလို့ screen ကိုနှစ်ချက်နှိပ်လိုက်တယ်ဒါဆိုရင်တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ meeting ပြနေတဲ့ပုံစံဖြစ်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ကတစ်ဖက်ကနေ meeting ပြနေတာဘေးကကင်မရာတော့ဒါသူတို့ရဲ့တစ်ဖက်ကလူရဲ့ကင်မရာပေါ့နော်